အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Tessie Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Tessie ပါเนาะကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်ဖွင့်ပြမယ် Office 365ကိုအတူပြရတာအရင်အဆင်ပြေတာဖြစ်တိုင်းလေဒါလေးကကျွန်တော် image ကနေဗီဒီယိုလောက်ထားတာလေးပါဒီဗီဒီယိုလောက်ထားတာဆိုလို့ရှိရင်ကျွန်တော်တို့ပါ animation software တွေတခြား graphic တွေပါတယ်ဘာမှသုံးကြမလို့ပဲနဲ့ Gemini AI မှာပဲစာလေးတွေပဲရေးပြီးတော့ဗီဒီယိုထုတ်ထားတာပါအဲ့တော့ဗီဒီယိုလေးတစ်ခုရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဓာတ်ပုံလေးတစ်ပုံပဲလိုပါတယ်အဲ့ဓာတ်ပုံကနေဗီဒီယိုလုပ်ပေးပါဆိုလို့ရှိရင်သူကလုပ်ပေးပါတယ်ပြီးလို့ရှိရင်တော့ဒီထဲမှာပဲအတန်တစ်ခါလေးထည့်ခိုင်းလဲရတယ်လို့အတန်ကိုတခြား software နဲ့အတန်သွင်းပြီးတော့ပေါင်းတာမျိုးလည်းရပါတယ်အဲ့တော့ကျွန်တော်ဒီလိုပုံလေးဒီလိုဗီဒီယိုလေးရတာပေါ့ပထမဆုံးစလုပ်တဲ့ image စလုပ်တဲ့ရှီကနေစပြီးတော့ပြပေးချင်ပါတယ်ဒါကတော့ကျွန်တော်က AQ mini robot mascot for a test channel ကျွန်တော်ရဲ့ test channel အတွက် Q mini robot လေးတစ်ခုကိုလောက်ခိုင်းလိုက်တာပါပြီးတော့ white and blue color ဆိုပြီးကျွန်တော် color လေးထည့်ပါတယ်ပြီးရင် modern design ပေါ့နော် modern design ထည့်တယ်ပြီးတော့ဒီ name ကတော့ Tessie ဆိုတဲ့ name လေးထည့်လိုက်တယ်ပေါ့နော်ပြီးရင် digital face နဲ့ 3D rendering style 8K resolution ပေါ့ပုံကောင်းကောင်းရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဓာတ်ပုံတွေက 8K resolution တို့ realistic တို့အဲ့ဒါမျိုးလေးတွေထည့်ပြီးမှကောင်းကောင်းထွက်ပါတယ်အဲ့တော့ဒါကအချင်းအနေနဲ့ကျွန်တော်ထုတ်လိုက်တဲ့အချိန်မှာဒါမျိုးဒီ robot လေးတစ်ခုထပ်လာတယ်ပေါ့နော်အဲ့တော့ဒီ robot လေးတစ်ခုထွက်လာပြီဆိုလို့ရှိရင်ဒီပုံရပါပြီဒီလိုပုံရပြီဆိုလို့ရှိရင်ကျွန်တော်ကဒါလေးကို base prompt အနေနဲ့သုံးလိုက်ပါတယ်ဒီ character တစ်ခုရပြီကွာဒီ base prompt ကိုပဲဆက်သုံးမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုမျိုး action ကိုပဲလုပ်ခိုင်းလုပ်လို့ရတယ်အဲ့တော့ဒီပုံလေးကနေဒီပုံလေးကိုသုံးပြီးတော့ကျွန်တော်တို့ကနောက်တစ်ဆင့်ထပ်ပြီးတော့တက်ကြည့်ပါမယ်အဲ့တော့ဒီပုံကိုသုံးပြီးတော့ coffee ဆိုင်က web page မှာ laptop နဲ့လုံးနေပုံမြင်ကွင်းကျယ်အနေထားထုတ်ပေးပါဒါကတော့ကျွန်တော်ဒီ image generate သင်ခန်းစာတွေမှာပါတဲ့အတိုင်းပဲဒီ character ကိုဒီဇက်ကောင်ကို environment ပတ်ဝန်းကျင်ဘယ်နေရာမှာထည့်လိုက်လဲဆိုရင် coffee ဆိုင်က web page ဆိုတဲ့နေရာမှာထည့်လိုက်တယ်ပြီးတော့ action သူ့ရဲ့လှုပ်ဆောင်ချက်က laptop နဲ့လုံးနေပုံကျွန်တော်ဘယ်လို angle မျိုးနဲ့လိုချင်လဲဆိုတော့မြင်ကွင်းကျယ်အနေထားနဲ့လိုချင်တယ်လို့ပြောလိုက်ရပါတကယ်တမ်းကတော့ကျွန်တော်ဒီနေရာမှာဓာတ်ပုံအနေနဲ့ထုတ်ပြီးတော့မှဗီဒီယိုပြောင်းအောင်ပါဒါကိုကျွန်တော်တစ်ခါတည်းအဆင့်ကျော်ပြီးတော့လုပ်ကြည့်ထားပါတယ်ဗီဒီယိုတန်းထုတ်လိုက်တာပေါ့နော်အဲ့တော့သူကဒီမှာဗီဒီယိုထွက်လာပါတယ်အဲ့တော့ဒီဗီဒီယိုတစ်ချက် play ကြည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ web page coffee sign နဲ့ web page လည်းဖြစ်သွားပြီ robot လေးကလည်းသူ့ရဲ့ main character ပုံစံလေးမပြောင်းမဲနဲ့အလုံးလုံးနေတဲ့ style လေးလည်းဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီဟာကိုတိတ်ပြီးတော့မကြိုက်သေးဘူးဘာတွေပြောင်းမလဲဆိုလို့ရှိရင်ဒီ coffee sign ကိုပြောင်းမယ်ဒီ sign ပုံစံမကြိုက်ဘူးပြီးလို့ရှိရင်ဒီမှာသူသုံးနေတဲ့ laptop screen ပေါ်ဟာတွေကိုလည်းကိုသုံးနေတဲ့ application တစ်ခုကိုထည့်ခိုင်းတာမျိုးလုပ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြန်ပြီးတော့ပြင်လိုက်ပါတယ် coffee sign ကိုတဘာဝပတ်ဝန်းကျင်မြင်ရတဲ့ sign ပြောင်းပေးပါ laptop မှာ office 365 သုံးနေတာကိုထည့်ပေးပါဆိုပြီးပြောင်းလိုက်တယ်အဲ့တော့သူကတော့အဲ့အချိန်မှာကျွန်တော်ဓာတ်ပုံအနေနဲ့ပဲပြန်ထုတ်ပေးတယ် coffee sign ရဲ့ coffee sign ပြောင်းသွားတယ်ပေါ့နော်ပြီးလို့ရှိရင် laptop မှာသူ office 365 သုံးနေတယ်ဆိုတဲ့နေရာမှာသူ laptop ထဲမှာမထည့်ဘဲနဲ့ဒီနေရာမှာလာပေါ်နေတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒါလေးကိုနည်းနည်းထပ်ပြောင်းမယ် Office 365 app တွေကိုက laptop screen မှာပြပေးပါ robot and laptop screen နှစ်ခုလုံးကိုမြင်ရမယ်ဘေးတိုင်းမြင်ကွင်းကျယ်ပုံစံဆိုပြီးကျွန်တော် prompt ပေးလိုက်ပါတယ်အဲ့တော့သူကဒီမှာဒါမျိုးပုံလေးထွက်ပေးပါတယ်အဲ့တော့ coffee sign ရဲ့ပုံစံကိုမပြောင်းဘူးသူမြင်ကျွန်တော်တို့ဒီဓာတ်ပုံရဲ့ angle ကိုပြောင်းလိုက်တယ် robot ကိုရော laptop screen ရောမြင်ရတဲ့ပုံစံဖြစ်သွားတယ်လို့ laptop screen မှာလည်း Office 365 app တွေသုံးနေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါကိုအနီးကပ်တွေ့ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က close up ဆိုပြီးတော့ထည့်လိုက်လို့ရှိရင်အနီးကပ်ထပ်တွေ့နိုင်ပါသေးတယ်ဟုတ်ပြီဒီလောက်ဆိုလို့ရှိရင်ကျွန်တော်လိုချင်တဲ့ပုံရပြီလို့အကြမ်းမြင်သတ်မှတ်လို့ရတယ်အဲ့တော့ဒီဓာတ်ပုံလေးကိုကျွန်တော်ကဗီဒီယိုဖြစ်ပြောင်းပါမယ်အဲ့တော့ use this photo to video 68:9 size ဒါကကျွန်တော်လိုချင်တဲ့ဗီဒီယိုရဲ့ size ကိုတခါတည်းပေးလိုက်တာဓာတ်ပုံတွေမှာလည်းအဲ့လိုမျိုးပေးလို့ရတယ်ပြီးလို့ရှိရင် add white over เนาะအတန်ဖိုင်နဲ့ထည့်ပေးပါမြန်မာ language နဲ့ဆိုပြီးတော့ပြောရမယ့်စကားတဲ့ Office 365 သုံးရတာအဆင်ပြေလိုက်တာဆိုပြီးတော့ voice over လေးထည့်ခိုင်းလိုက်တယ်ပုံမှန်ဆိုလို့ရှိရင်တော့ဒီ AI
image ကနေဗီဒီယိုပြောင်းတဲ့ဟာတွေမှာအတန်တွေကမြန်မာသားတွေကတော့တားကြီးတော့အဆင်မပြေဘူးဒါပေမဲ့ကျွန်တော်တစ်ခါလေးထည့်ကြည့်လိုက်တယ်စမ်းကျင်လို့ပေါ့နော်အဲ့တော့ဒီမှာဒါမျိုးဗီဒီယိုလေးထွက်လာတယ် Office 365ကိုအတူပြရတာအရင်အဆင်ပြေတာခက်တိုင်းလေ ဒီနေရာမှာကျွန်တော်တစ်ချက်ပြောချင်တာကျွန်တော်ပေးလိုက်တဲ့ဟာက Office 365တုံးရတာအဆင်ပြေလိုက်တာဆိုပြီးပေးလိုက်တာဒါပေမဲ့ तू ကအတီးပြရတာအဆင်ပြေလိုက်တာလို့ပြောတယ်အဲ့တော့မြန်မာစကားပြောတာလေးကတော့တိတ်ပြီးတော့မမှန်သေးဘူးလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ तू သုံးနေရတာလုံးလုံးရတာအဆင်ပြေတဲ့ပုံစံလေးတော့ပေါက်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဗီဒီယိုလေးကတော့ရသွားပြီဆိုတော့ဒီမှာ download ဆွဲလိုက်လို့ရသွားပြီအဲ့တော့ကျွန်တော်တို့ကဒီဗီဒီယိုသုံးပြီးသွားတဲ့အချိန်မှာအတန်ကိုမကြိုက်သေးဘူးဆိုရင်အတန်ကိုဒီ CapCut တို့တခြားကိုယ်တိုင်အတန်သွင်းတာတို့တခြားတစ်ခုခုနဲ့လုပ်လို့ရတယ်ကျွန်တော်ကတော့ Google AI Studio ကိုသုံးလိုက်ပါတယ် Google AI Studio သုံးပြီးတော့เนาะCapCut သုံးရတာအဆင်ပြေလိုက်တာဆိုပြီးတော့ကျွန်တော်ကဒီမှာ single speaker ပေါ့เนาะ single speaker ကိုရွေးရဒီမှာကျွန်တော်ကိုသုံးကျင်နဲ့เนาะစာသားကိုကျွန်တော်ဒီမှာရိုက်လိုက်လို့ရပါတယ်အဲ့ဒါကဘာလဲဆိုတော့ခုနကဒီဘက်မှာသုံးထားတဲ့ Office 365သုံးရတာအဆင်ပြေလိုက်တာဆိုတဲ့စာသားကိုဒီမှာထည့်လိုက်တယ်ပြီးလို့ရှိရင်ဒီအောက်နားလေးမှာကျွန်တော်တို့ run ခိုင်းလိုက်မယ်ပေါ့နော်အဲ့လို run ပြီးသွားရင်ဒီနားလေးမှာ Office 365ဟာအဆင်ပြေလိုက်တာ Office 365ဟာအဆင်ပြေလိုက်တာအဲ့မှာ तू က Office 365အဆင်ပြေလိုက်တာဆိုဒီကောင်းတိတ်အဆင်မပြေသေးဘူးကျွန်တော်မကြိုက်သေးဘူးဒီမှာအတန်ဖိုင်ထပ်ပြောင်းလို့ရတယ် Office 365ကသုံးရတာအဆင်ပြေလိုက်တာအဲ့ဒါမျိုးပေါ့နော်ဒီမှာအဲ့လိုမျိုးနဲ့ကိုကြိုက်တဲ့ reality ဖြစ်တဲ့အတန်တွေကိုကျွန်တော်တို့တစ်မျိုးပြီးတစ်မျိုးပြောင်းပြီးတော့ run ခိုင်းလို့ရပါတယ် Office 365ကသုံးရတာအဆင်ပြေလိုက်တာဒါဆိုလို့ရှိရင်ဒီအတန်လေးဆိုရင်ကျွန်တော်တို့တော်တော်လေးကိုချောချောမွေ့မွေ့အဆင်ပြေသွားပြီလို့ပြောလို့ရပါတယ် Office 365ကသုံးရတာအဆင်ပြေလိုက်တာအဲ့ဒါဆိုရင်ဒီအတန်ဖိုင်လေးကိုလည်းဒီမှာ download ဆွဲလိုက်ပြီးလို့ရှိရင်ဒီအတန်ဖိုင်နဲ့ခုနကဒီဗီဒီယိုလေးနဲ့ကိုနှစ်မျိုးမလုပ်လိုက်မလဲပေါင်းပြီးတော့လို့ရှိရင်ဗီဒီယိုထုတ်လိုက်တယ်ဆိုလို့ရှိရင်10စက္ကန့်စာဗီဒီယိုလေးတစ်ပုဒ်ရပါပြီအဲ့တော့ဒါက image ကိုလိုချင်တဲ့အနေထားတွေရအောင်ထုတ်ပြီးတော့လို့ရှိရင်ဗီဒီယိုပြောင်းတယ်ပြီးရင်အတန်ဖိုင်ထည့်တယ်ဒါ AI နဲ့လုပ်လိုက်တာပါအခုလိုရှင်းပြနေသွားတာနည်းနည်းကြာတာတကယ်တမ်းကိုယ်တိုင်လုပ်ကြည့်လို့ရှိရင်အဲ့လောက်ကြီးမကြပါဘူးအဲ့တော့ မိတ်ဆွေတို့လည်းဒါမျိုးလေးတွေစမ်းပြီးတော့လုပ်ကြည့်လို့ရပါတယ်အဲ့တော့တကယ်လို့အဆင်မပြေတာရှိရင်လည်းဒီ comment မှာကျွန်တော်ကို comment မှတ်ပြီးမေးတော့လို့ရပါတယ်ကျွန်တော်တစ်နိုင်တော့ပြန်ပြီးတော့ပြောပါမယ်ကျွန်တော် AI ကတော့ Gemini AI ကိုသုံးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေ